ကဘာကဘာလို့စက်လုံးပုံစံဖြစ်နေရတာလေဘသူကလာလုံးပေးသွားတာလေအာကာသထဲမှာရှိတဲ့အရာဝတ္ထုတွေဟာဘာကြောင့်ပေါ်လုံးပုံစံနေပါဖြစ်နေရတာလဲလို့စဉ်းစားဖို့တလားဂျိုရီဟာဘာလို့4000ပုံဒိုနတ်ပုံလို့ထူးထူးဆန်းဆန်းပုံတွေဘာလို့မဖြစ်နိုင်ရတာလဲဒီအတွက်အဖြေကတော့ယူရှင်းပါတယ်အဲ့ဒါကဆွဲအား gravity ကြောင့်ပါဂျိုးတစ်ခုရဲ့ဆွဲအားဟာဘတ်ပေါင်းစုံကနေတူညီစွာဆွဲငင်နေပါတယ်ကျွန်တော်တို့နေအဖွဲ့အစည်းစတင်ဖြစ်ပေါ်လာတဲ့အချိန်ဆွဲအားဟာကြီးမားတဲ့တန်းငွေနဲ့ဖုံဖုံတိမ်တိုက်ကြီးတွေကိုစူးစီးလိုက်ပါတယ်ဒီလိုပြင်းပြင်းထန်ထန်ဖိချေလိုက်တဲ့အတွက်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီအရာတွေဟာလုံးဝနဲ့ပုံသဏ္ဍာန်ထည့်လာရတာပါဒါပေမဲ့နေအဖွဲ့အစည်းတွေကအရာအလုံးဟာပြီးပြည့်စုံတဲ့ဘောလုံးပုံသဏ္ဍာန်မဟုတ်ပါဘူးအင်္ဂါဂျိုရလာဖောဘတ်ဟာဆွဲအားကနေလုံးဝနဲ့ပုံစံထစ်အောင်ပုံဖော်ပေးဖို့အတွက်အရွယ်အစားအလုံးလောက်မကြီးမားပါဘူးကျွန်တော်တို့နေဖွဲ့စည်းအကင်ဘတ်ဒေတာတွေမှာရှိတဲ့ဂျိုပုလေးတချို့ဟာလေထူးခြားတဲ့ပုံစံမျိုးစုံကိုယူထားကြပါ၏ဥပမာဟာအူမီယာလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ဥပုံစံရှိတဲ့ဂျိုပုလေးတစ်ခုရှိပါတယ်သူဟာပလူတိုချိုနားမှာလက်ပတ်နေပြီးရေခိုင်းနဲ့ဖွဲ့စည်းထားတဲ့ကပတ်ကွင်းလည်းရှိပါတယ်ဗီဒီယိုကတော့ဒီလောက်ပါပဲခုလိုမျိုးဗီဒီယိုတွေနေ့စဉ်သင်ပေးနေတာမို့စိတ်ဝင်စားရင် follow ပေးခဲ့ပါဦးနော်ကျေးဇူးပါ